O1 O3 တဲ့ကိုဒါခွန်သုံးလုံးလေးနည်းနည်းရောတာပေါ့နော်ပြောမယ်ဆို O1 တစ်ပေါင် O3 တစ်ပေါင်ဝန်းကျင်လောက်ရှိမှာပေါ့နော် O1 O3 တစ်ပေါင်ဝန်းကျင်လောက်ရှိမှာဆိုခွန်သုံးလုံးကအဲ့လောက်နည်းနည်းလေးထပ်ရောလိုက်တယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့နိုင်လွန်တို့ရေပေါ့နော်ရိုက်မယ်ဆိုရင်နိုင်လွန်တို့ရေထည့်မှာပေါ့နော်နိုင်လွန်သားတွေမှာရိုက်များလို့နိုင်လွန်တို့ရေသုံးတာပေါ့နိုင်လွန်သားတကယ်လို့ခြေသားမှာဆိုရင်တို့ရေသုံးလည်းရတယ်နော်စီးရပြည့်နေတော့မယ်နော်နိုင်လွန်တို့ရေရောပြီးနိုင်လွန်တို့ရေထည့်တော့ရင်ဒါပေါင်မပိတ်စေးလေးနည်းနည်းထည့်နော်တော့ဘယ်လိုလဲစေးရ2ပေါင်ခွဲလောက်ရှိမှာပေါ့နော်2ပေါင်ခွဲလောက်ရှိမှာဆိုရင်ဥစားမပေါင်မပိတ်စေးကိုရေတံမှုဖုံးနဲ့လေးဖုံးစာလောက်ထည့်တာပေါ့နော်တို့ရေလာတော့လက်ရေတံမှုပလင်းရဲ့လက်20လောက်ထည့်လက်20လောက်ပဲထည့်တာပေါ့နော်ပြီးရင်နှောင်းမှုမယ်စီးရပါလို့ဒါတော့စီးရနည်းနည်းလေးပြစ်နေတယ်လို့ပေါ့နော်မပိတ်စီလေးထပ်ထည့်တာပေါ့နော်မပိတ်စီလေးကနည်းနည်းလက်နဲ့ကင်ကြည့်ရင်ပူတယ်သူကမပိတ်စီရလေနည်းနည်းပူတဲ့အရာဟိုပါပေါ့ခံစားမှုလေးရှိစီးသားကိုပျော့နေတာပေါ့အဲ့တော့ပေါင်ပိတ်တတ်တာပေါ့နော်ဒါတော့စေးပြည့်ကျဲဒီအနေထားလောက်ဆိုရင်တော့ကျွန်တော်တို့ကရိုက်လို့ရပါပြီပေါ့နော်အဲဆိုရင်ဒါအပြည့်ကျဲလောက်ဆိုရင်စေးဖြူတော့ပေါ့နော်စေးဖြူတော့လောက်ဆိုရင်ကျွန်တော်တို့ရိုက်လို့ရပါတယ်တကယ်လို့ရိုက်နေမှာစေးကပြည့်နေတယ်ဆိုရင်လည်းကျွန်တော်တို့နှုတ်ရည်နိုင်လွန်နှုတ်ရည်ဒါမှမပိတ်လေးထပ်ထည့်ပြီးတော့စေးကိုအဲ့လိုဖြောပြီးရိုက်ရတာပေါ့နော်ဒီလိုဆက်ပြီးသွားပြီဆိုရင်တော့သူ့ကိုဇာလေးနဲ့ပြန်စစ်ရမှာပေါ့နော်ပိုးဇာလေးနဲ့ပြန်စစ်အဲ့ဒါမှရိုက်တဲ့အခါမှာဟိုပါပေါ့အမုံလေးတွေအဖက်စီးအဖက်ကလေးတွေပေါင်မို့ပါမသွားအောင်ပေါ့နော်ဇာလေးနဲ့ပြန်စစ်ပြီးသုံးရတယ်နော်ဇာဥတော့အနည်းဆုံးဇာမတ်100လောက်နဲ့စစ်သုံးနိုင်ပို့ကောင်းပါတယ်ကျင်းရမှာပေါ့တော့ဆေးဖြူရိုက်တော့မယ်ဆိုရင်ဖြော်ထားတဲ့ဆေးတွေကိုဇာလေးနဲ့ပြန်စစ်တာပေါ့နော်အဲ့ဒါမှဟိုရိုက်တဲ့အခါမှာအမိုက်တွေအဖက်တွေမပါမှာပေါ့နော်ဆေးဖြူကိုဘယ်လိုဆက်ထားလဲဆိုရင်တော့ O1 O3 ခုနဆက်ထားတဲ့ဆေးလေးနဲ့ရိုက်တာပေါ့နော်ဒါတော့ကျွန်တော်တို့ဒီပါအချွန်နဲ့ဆွဲပါတယ်တစ်ချက်အုပ်ချက်ဆွဲပေါ့နော်ဒါတော့နံပါတ်1တွေပဲများတော့1တွေရင်ရိုက်တာပါဒါကိုလေးမှုတ်ပြီးတော့6ခံပြီးတော့မှနောက်တစ်ခေါက်ပြန်ရိုက်ရမှာပေါ့နော်နှစ်ခေါက်ပြန်ရိုက်ရမှာပါအသေးပြူကနှစ်ခေါက်မှပို့ပြီးတော့လှတစ်ခေါက်တည်းကတိတ်မလှမျိုး1တွေကိုရင်ရိုက်တယ်ပြီးတော့ဒီမှာ17လေးကိုရိုက်တာပေါ့နော်ဒီနေ့29ရက်4လ2025ပေါ့နော်ဒါဒီနေ့လုပ်တဲ့အလုပ်ကလေးတွေပါနာမည်လေးတွေအားလုံးမှာနာမည်လေးတွေနံပါတ်တွေတက်ပြီးအောက်ကဖုန်းနံပါတ်တွေတက်ပေးရအောင်မယ်